အားလုံးပဲမင်္ဂလာပါဒီလေးတူတူပါပဲကျွန်တော်တို့ရဲ့ဒီထိတ်ကြီးတို့ရဲ့အကြောင်းပေါ့နော်ထိတ်ကြီးတို့ရဲ့အကြောင်းအပိုင်း3ဖြစ်ပါတယ်ဒါကတော့လဲဆိုတော့အားလုံးပဲကြိုက်မယ်လို့ပြောလိုက်ပါတယ်ဗီဒီယိုလေးကိုအားပေးလိုက်ကြပါဦးဒီတော့ဆရာကတော့ကျွန်တော်ထုံးစံတိုင်းပဲအိတ်ငိုက်နေတယ်ပေါ့နော်ဆရာចောင်းသားဘဲတွေကလည်းပြင်းလို့ပြင်းစရာကြီးကွာအဲ့ချိန်မှာကျွန်တော်တို့ရဲ့ထိတ်ကောက်ကြီးကလဲရေတံမှုပါလာခဲ့ပါတယ်ကဲငါရင်စမယ်ကွာ no oh no oh no oh no ဟာအယောင်မင်းတို့စုခင်ရတော့ပါပဲသွားပြီအေးငါစိတ်ကောင်းဝင်နေတဲ့တပည့်တို့လာစားသိမ်းမယ်ဒီနေ့ဆရာအိမ်မကောင်းနေမှတ်ထားတယ်ကွာဒီနေ့မင်းတို့တင်နေတဲ့ bottle face အကြောင်းတင်ပေးမယ်ကဲထိတ်ကြီးမင်းရင်လာခဲ့ကွာပျော်တာပေါ့ဆရာကျွန်တော်လာပြီရော့နှစ်ဘူးနဲ့လဲကျွန်တော်တို့ max plus ဆိုတော့ pro ကြီးလေဗျာနော်ဆရာဟုတ်ပါတယ်ကွာကဲမင်းလာခဲ့ကွာထိတ်သေးလေးမင်းလာခဲ့လဲရောရွေးစောင်းရဲကြိုင်းနေကွာဒီကောင်ကြီးတော့ဟာထိတ်သေးမင်းဒီနေ့ကျန်းနေပါလားကဲထိတ်ကောက်မင်းလဲပါကွာလာပျော်တာပေါ့ဆရာကျွန်တော်လဲဆိုကျွန်တော်လာပြီရော့နောက်ကျုံးထိုးပြီးပြစ်လိုက်ပြီဖက်ခနေပြီအိုးလာရောစောင်းရဲကျန်းအိုးငါမျက်စိတော့ကျွတ်ထွက်တော့မယ်ရောထိတ်ကောက်မင်းဒီနေ့ဘာဖြစ်နေစောင်းရဲကျန်းနေပါလားဟာကဲငါတပည့်ထိတ်မဲကြီးလာပါအောင်ကွာဟုတ်ကဲ့ဆရာကျွန်တော်လာပြီမင်းဘလို့လုပ်ပြလဲကြီးကြတာပေါ့ကွာကြည့်ထားလေဆရာရဲ့ကဲဘလို့လဲဆရာကြိုက်လားကျွန်တော်စိုင်းကောလေကြိုက်တော့ကြိုက်ပါတယ်ကွာဒါပေမဲ့မင်းကြံလိုက်ကောင်alorsမပိုက်ဘူးဟဲ့အောင်ကြက်သွားစမ်းဒီကောင်ကလည်းစာတင်ချင်းနေတာဒုက္ခပဲကဲငဖောင်ရုပ်မင်းလဲပါကွာဆရာလာပြီလေကျုပ်တော့တာကျုပ်ပဲရှိတယ်တဲ့ရော့စောင်းကြည့်နေလိုက်ဖုတ်ဖတ်ဖွာခရခွာဟာရောက်နေငဖောင်ရိုးလည်းနေတဲချမ်းနေပါလားကွာကဲငဖြူမင်းလာခဲ့ကွာလာရောက်ဟုတ်ကဲ့ဆရာကျွန်တော်လာပြီလဲငဖြူတို့ကတော့ဒီမှာလက်4ပဲနဲ့ကွာလက်5ပဲနဲ့ကွာပြစ်ပြီရော့ဟာကျန်းလိုက်လားငဖြူကကဲနောက်ဆုံးနဲ့အကျဉ်းဆုံးငါတပည့်ကြီးထိတ်ဖြောင်းလာပါအောင်ကွာမင်းလှဲ့ပဲဟာကဲဆရာကျွန်တော်လာပြီကျွန်တော်ကလက်5ချောင်းတော့မပါဘူးဒါပေမဲ့ကျွန်တော်စွမ်းအားတွေအကုန်လုံးထုတ်သုံးပြမယ်ရော့ကွာကဲလုံးလည်းပဲနောက်နေ့လေးကိုပြောရှင်နဲ့ရောက်ရှိလာခဲ့ကြပါတယ်နောက်နေ့မှာတော့ဒါအားကစားနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ဇက်ကောင်တွေအားလုံးကတော့ထိုင်ထားလို့တဲ့ကောင်ကလှုပ် back flip လုပ်တဲ့ကောင်ကလှုပ်ပြေးတဲ့ကောင်ကပြေးသူတို့အားကစားလုပ်နေကြပါတယ်အမေငါတပည့်ထိတ်ဖြောင်းမိုင်းလိုက်လားရောကျန်းနေပါလားမင်းကြီးအမေဘဲပဲလက်ရောကျန်းနေရောကောင်းခေါင်းတိုက်တိုက်အောင်ဟုတ်တယ်ရောတိုက်မင်းငါကန်ပေးလို့ကွာမင်းဘယ်ဟုတ်မှလဲကွာငါခေါင်းကြီးကောင်းတော့ရောတာကြီးမင်းကောင်တိလားကွာဟာမင်းငါဘယ်တော့မှတိလို့တော့ဟာဒီကောင်ဒုက္ခပဲဟာနုပါလားဒီနုကတော့ဘာလို့ကွာဒီကောင်လုံးပြန်ပြီဟင်းအောင်ကြီးမနှောက်ရှက်ပါနဲ့ကွာဒီနေ့ငါတို့တွေတပတ်မှတရက်ပဲပါလာပါကွာအားကစားချိန်တွေကလုံးပါမင်းဒုက္ခပဲဟာချပြီကိုဆရာတော့ချပြီစလာနဲ့စောက်လွဲပဲလုံးတော့ဒီကောင်ကတော့ကြည်အောင်ကွာဆရာအထာကြနေဟလားဟာမမြင့်ဟာချစ်စရာလေးကွာမင်းကိုဘွားမမြင့်ဖြစ်ပြေးနိုင်မလားအောင်မလေးဟာငါဒီနေ့ပန်းလည်းကားရပြီဈေးထဲသွားဝယ်စရာမလိုတော့ဘူးဘာလို့ကဲငါကောင်တွေအားလုံးဒီနေ့မင်းတို့ခေါ်လိုက်ရတဲ့အကြောင်းကြီးရောဒီနေ့ငါတို့တွေရေတံမှုကိန်းစော့ဖို့တဲ့စီစဉ်ထားတယ်ဒီနေ့ပွဲစီစဉ်ထားတယ်ကွာ pro ပါမယ်ကွာနုပါမယ်ကွာဆိုတော့ဒီနေ့ရေတံမှုကိန်းဟာကောင်ထယေးနုကွာငါတို့ကနုကိုအားပေးတယ်ရောက်နုဟုတ်ပါတယ်ကွာငါနာမည်နုကွာဆရာလုံးလေဗျာဆရာလည်းတေချာလုပ်ပါဆရာပြည့်ရမှာဆရာရဲ့ဒုက္ခပဲဒီဆရာနဲ့တော့ကဲ pro မင်းလဲရောက်ပြီစွမ်းပြကွာရော့ကွာမှာငါဒါအဲ့ဘုံမှာငါရောက်ထောင်ပြမယ်ရော့အိုးလာရောက်ပြီ pro ကြီးပါလားငါတို့ pro ပဲအားပေးတော့ပဲမင်းတို့ကငါပြစ်တောင်မြင်နေတယ်ဗောဟာရရလေကဲရော့ကွာစောက်တော့လည်းလုံးပြန်ပြီငါလေးမှန်လားက
ကဲပရိုကြီးမင်းလဲကွာကဲရော့ဗျာဆရာသမားကြီးကျွန်တော်မိုးပေါ်တစ်လုံးပြစ်လိုက်မယ်ဗျာရော့ကျွန်တော်မိုးပေါ်တော့တစ်လုံးပြစ်လိုက်မယ်ရော့ကားရလေးနဲ့အေးစေးပဲကဲဘလို့လဲကြိုက်လာဗျာအိုးရောစောင်းရင်လဲငါလဲပရိုကြိုက်သွားပြီဟမ်ပရိုဆိုအိုက်ကောင်လားဟာငါရဲ့စဉ်းစားတွေးခုံမှုထုတ်ဆန်းကွာအိုက်ကောင်တကောင်ရေချိုတောက်ပလိုက်လို့ရတယ်အေးစေးအော်โอเคဘလို့လဲရောက်နေကြိုက်လာကွာOoh shit la yo ကျန်းတာဗောမင်းကတော့ဆရာရေးကြီးပြောစရာရှိရဆရာဒီနေ့ဗီဒီယိုကြည့်နေသူက live မလုပ်ရသေးဘူးဗျာဟာဒီခေါက်နှုတ်ပြောတာမှန်နေတဲ့ပုံပဲဟာလှုပ်လိုက်တော့ကဲနောက်နေ့လေးတရက်ကိုရောက်သွားပြန်ပါပြီနေ့ကတော့ဆရာဒီနေ့ဘာတင်မလဲဆိုတော့ဆရာဒီပိုင်လေးချင်းနဲ့နာနေကွာဤပါသွားလိုက်အောင်ပဲတပည့်တွေကလည်းမရှိဘူးဆိုတော့ဟာဒီကောင်နေတကယ်ကိုထောင်းမှမရောက်ကြသေးရဟာရော့ကွာကဲကြာလို့မနှိပ်ချင်မနဲ့နှိပ်လိုက်ရပြီဒါရင်ငါနောက်ဆုံးမနှိပ်ပါဘူးတိတ်ပြီးတော့ထွေတူလာအောင်လာဟဲ့ကောင်လာမြဲလာအင်းတော့ကလည်းနေရာတကပြောနေရတာကွာကို့ချိန်နဲ့ကိုတိကြစမ်းပါဟာကျွန်တော်အချိန်ကစိတ်နေမင်းတို့အခုမှရေတန်ဦးထောင်လို့ကောင်းလို့လက်ပြွတ်ပဲကွာကဲဆိုတော့တပည့်တွေအားလုံးရောက်ပြီမောင်ဖြူမောင်မဲအကုန်ဆုံးပြီအေးဒီနေ့ဆရာတင်မဲဟာ chemistry lesson တင်မဲကွာ yay chemistry ကွာ yes ဒါနဲ့မင်းတို့ chemistry သိလို့လားမသိဘူးလေမသိပဲနဲ့ဘာပြောနေမင်းတို့ကဲဆိုတော့ရော့တရားကိုရေတန်မှုတစ်ခုစီယူထားကဲထိတ်ကြီးမင်းရင်လို့ကွာတောက်ရမှာမလားဆရာအေးဟုတ်တယ်ရောင်တောက်ရမှာအေးတောက်ရမှာကွာရောင်ဆရာတေးကြမှာလုံတော့ဆရာကျွန်တော်နည်းနည်းတော့ကြောက်တယ်ဗျာဒါပေမဲ့ကဲဆရာပြောရဆိုတော့ကျွန်တော်တောက်လိုက်မယ်ဗျာဆရာကျွန်တော်ပတ်စံတွေကမီးမှုန်နိုင်သွားပြီရမင်းစောက်ပေါ်ဘာလို့မီးရလာမှုန်နေမင်းကမှုတ်တယ်လို့လားချောင်းရော့ကွာမင်းအခုဘယ်ကောင်မှစောက်ပေါ်စေတယ်ရောင်ပြောစမ်းဒုက္ခပဲဒီစောက်ကလေးနေတော့ကဲထိတ်သေးမင်းလဲပဲဟာဆရာကျွန်တော်လဲလားရော့ဗျာကျွန်တော်တောက်မယ်ဟဲ့အောင်တေးကြမှာလို့ရော့ငါခွန့်တိုင်မယ်မင်းဆရာသမားဆိုတော့ခွန့်တိုက်ရတာဒီကောင်ဟာဆရာကျွန်တော်ကြီးလာပြီ no ကြောင်းကြီးကွဲထွက်တော့မယ်ဆရာကြီးမဖြစ်ဘူးထိတ်သေးပေါက်ဝဲဝိုင်းယေးအကောင်ဖြော်ရစီရမ်းမိုက်တယ်ကွာဆရာကျွန်တော်လဲဆက်မယ်ကျွန်တော်လဲအိတ်ဆေးတင်ပေးကျွန်တော်လဲလုံးမယ်ယေးဟဲ့အောင်နေတိတ်နေဦးကဲထိတ်ကောက်လာမင်းလုံးတဲ့နဲ့3လုံးထက်တောက်ကွာရောင်ထိတ်ကောက်မင်းဘလို့ဖြော်ဆက်ထားလဲကြည့်မင်းကရောင်ဆရာဘိုင်းနေနာတယ်ဗျာဆရာကျွန်တော်ဤပါမှာရမယ်ထင်တယ်ဆရာရဲ့ရောင်ဤပါရဲ့ဆေးဆက်တာဒီကောင်တယောက်တည်းလားဤပါရဲ့ဆေးဆက်တာကွာဒီကောင်ဒုက္ခပဲဒီကလေးတော့ကဲဆိုတော့ငဖောင်ရုပ်မင်းပါလုံးနိုင်မလဲကြည့်မယ်ဆေးလေး3လုံးထက်ဟုတ်ပြီမင်းဆက်ထားတဲ့အတိုင်းမင်းတောက်နော်အေးဟုတ်ပြီကြည့်မယ်ကွာဒီကောင်ဆရာကျွန်တော်အော်မရနိုင်တော့ဘူးဟဲ့အောင်ဆောင်းရနာကြီးနေသွားမင်းငါအပြစ်ပေးမှရမယ်ဟိုတောင်းမှာသွားရသွားဘလူးဆေးရှောက်ဖော်လာတယ်ဒီကောင်ဒုက္ခပဲဒီကောင်တော့တခန်းလုံးစုညံကုန်တော့မှာပဲဟဲ့အောင်မင်းအမနေတော့မင်းငါမခေါ်မချင်းမလာနဲ့ကြားလားဟုတ်ဆရာဟုတ်ကဲ့ဗျာဟုတ်ကဲ့ကျွန်တော်ဆရာမခေါ်မချင်းမလာပါဘူးဗျာဟုတ်ကဲ့ဆရာဟဲ့အောင်ဒီကောင်ပြစ်ပေးခဲ့ရပြီကွာကဲငါတပည့်ထိတ်ဖြောင်းရင်မင်းဘာကြီးလုံးနိုင်လဲကြည့်မယ်ကွာရော့ကျွန်တော်ကိုယ်တိုင်တော့မထည့်ဘူးဆရာကျွန်တော်စွမ်းရည်ထည့်မယ်တောက်မယ်ဗျာကဲ clock ကျွန်တော်လေးပေါ်မှာကျွန်တော်မီးရှို့ပလိုက်မယ်ဗျာဆရာကြည့်နေလဲတော့ဟဲ့ကြောင်းကြီးမီးလောင်တော့မှမေးဘေးနေတော့တမျိုးအမေမင်းလာကြီးနဲ့ဟဲ့ကောင်မင်းဘသူပြန်လာခိုင်းလို့ထားလိုက်ပါတော့ကွာကဲပေါက်ကြီးမင်းလဲကွာမင်းဘာကြီးဆက်ထားလဲကြည့်မယ်ရော့မင်းပါဇက်ထဲကထုတ်ထဲအောက်ပြီးပြန်တော့ကောင်းနေကျန်းနေမင်းကတော့စောင်းရချင်းဆရာကျွန်တော်ခေါင်းနေလဲနေပြီဗျာထီကြီးလဲတယ်လို့လဲနေပြီဗျာဘာရောင်ဒီကောင်ဝက်ဖြစ်သွင်းပြောရဲဘာလဲဘလူးလဲရောင်ဘလူးဖြစ်လာလဲကျန်းလာလားဒီကောင်ဆေးကြီးအိုးစောက်ပေါ်ကြီးဝက်ဖြစ်သွင်းပြောသွားဟာခါကျူစားခြင်းနဲ့ခါကျူဆရာကြီးခါကျူကျွေးအောင်ခါကျူမေးပါပရလဲလို့ကဲမောင်ပေါက်ကြီးတော်တယ်နောက်တဲ့တယောက်မောင်ဖြူလုံးလာပါကွာမောင်ဖြူလုံးမင်းလဲပဲတောက်ဆန်းမင်းဘာဖြော်စထားလဲငါကြည့်မယ်ဟာဟုတ်မှလို့ဖြူလုံးကစောက်ဘိုးကြီးတကယ်ကောင်ဘာကြီးရှော့လို့တာလဲမသိဘူးနော်ဒုက္ခပဲဒီကောင်လေးဘာမှသုံးစားလို့မရဘူးကဲနောက်ဆုံးထိတ်မဲမင်းကွာထိတ်မဲမင်းဆေးဘူးကြီးကြီးလိုက်လားအေးဆေးဆရာငါလှေကားပေါက်ဖွေးလေးတွေ့နေရဆရာထိတ်မဲတေသွားတယ်ထင်တယ်အဲ့ဒါဆရာအပြစ်မဟုတ်ပါဘူးဆရာဒီကောင်ဆေးတောက်လို့တေရမဟုတ်ပါဘူးညအဲ့ကောင်ကျွန်တော်တီးတယ်ညအဲ့ကောင်ကျွန်တော်တီးတယ်ထားလိုက်တော့ဆရာအဲ့ကောင်ထားလိုက်တော့ကဲတင်နေပြီဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဇက်ကောင်တတိုင်းဘောလုံးဂိမ်းမှာဘောလုံးကန်ကြမယ်ပေါ့နော်လေ
အဲ့တော့ဆရာစီးကတော့ကျွန်တော်ထင်တဲ့အတိုင်းပဲဒိုင်လူကြီးပေါ့နော်ကစားသမားတွေကတော့တီးတဲ့အတိုင်းပဲကျွန်တော်ဖြူလုံးတို့ထိတ်ကြီးတို့ထိတ်ကောက်တို့ထိတ်မဲတို့ထိတ်ဖြောင်းတို့အများကြီးပါတာပေါ့နော်သူတို့အကုန်လုံးဘောလုံးကန်ကြမှာပေါ့နော်ငါတော့စောင်းစိတ်လို့ရှားနေပြီကွာကဲဘယ်ကောင်နဲ့ကန်ရမလဲပြောစမ်းဟာမင်းနေမဲလားကွာထိတ်မဲကငါဆိုမင်းတို့ဖြုတ်မှာကွာဟာရောင်နေလေးကျဲမနေနဲ့ခဏနေကြရင်မင်းတို့ကောင်တွေပဲရှုံးနေဦးမယ်ဒုက္ခပဲဒီငါတပည့်နေတော့ဒုက္ခပဲဟာမင်းတို့ဘယ်သူပြောလေကွာငါဖောင်ယူရနိုင်မှာကွာငါဖောင်ယူရပဲပြောရရှိသေးကွာဒုက္ခပါပဲကဲငါတို့ကတော့ဘောလုံးကန်ကိုစင်းသေးဖြစ်နေပြီဟဲ့ဟဲ့ကောင်မင်းကလားအဲ့လိုကောင်းတာဟလားညမင်းငါသိတယ်မင်းပြောချင်လို့ထားလိုက်တော့ကဲဘောလုံးကန်မယ်ကောင်းရော့ပါစင်ပေးပြီဟဲ့ကောင်ဒီကိုပြန်ပေးလေအော်အေးပါကွာလီစာကတွေကနေဟဲ့အောင်ပြန်ပေးလို့ရော့ကွာငါဖောင်ယူလို့ပြီမင်းစောက်မှားကြီးပါကွာဘောလုံးနဲ့ခြေထောက်နဲ့မင်းခြေထောက်ကျိုးပါလားကဲကောင်းနေငါဘောလုံးရထားလေဟဲ့ရော့ကိုဖြောက်မယ်ကဲဇွန်ဘီဘေးကနေပြန်ပေါ်မယ်ဟဲ့အောင်ဖယ်စမ်းအဲ့ဒါငါဘောလုံးအော်ဒီကလေးနေတော့ဟဲ့အောင်ငါကြောက်နေတယ်ရော့အဲ့ဒါမဲ့ငါနောက်ကပေါ်လာပြီရော့ဖယ်စမ်းမင်းငါတို့ဂိုးနောက်ဒီကောင်ဖြည်းဖြည်းကတ်လာပြီရော့ gas အိမ်ငိုင်းမနေနဲ့ဟေးအောင်မင်းရှိမှာဘောလုံးကြီးကန်ရမယ့်ကောင်တော့သူနှိုးအောင်လို့ဖြစ်နေဟာကောင်ထားစမ်းမိပြီဘောလုံးကန်နေတာဗျကဲခုတော့မောင်ယူဆွဲလာတယ်မောင်ယူအိုးရောင်ငါ6ယူอ่ะအိုးမလေးဗျရောင်တပတ်လဲနေပြီဗျငါ6ယူဆောင်းကျန်းနေဗျဟာထိတ်ကောင်မင်းအဲ့လိုကြီးမလုံးနဲ့လေကွာမင်းကလည်းချင်းနေကိုငါလေမှထိတ်ကောင်ငါလာပြီကွာချော့ဟာမင်းတို့သေးလောက်ကတော့ပြုတ်တော့လိုက်မယ်ကွာရှူအမေမင်းကမြပြောရတယ်စီသေးကွာထိတ်ကြီးရကဲငါလာပြီကွာရော့ဒီလိုအဝေးပြစ်ကန်ရဲနဲ့တွန်းပြလိုက်ဟာငါလက်ခွမ်းနဲ့ပဲဖြူလုံးရမင်းစောက်သုံးဖို့မကြတာကွာဟဲ့ရော့ပေးငါဟိုဘက်ကိုပြေးတော့မင်းပါစင်ပြပေးကြလားနဲမေလို့တယ်ပဲဒုက္ခပဲမေလို့ဘောလုံးလည်းမကန်တတ်ဘူးကွာမင်းကလည်းကွာထိတ်ကောက်ကြီးပေးမယ်ပင်နယ်တီပေးမှလက်ပြွတ်လို့ပဲဟိုကောင်ကအိတ်နေသေးဒါမှမဝင်လို့ထိတ်ကောက်ရမင်းလက်ပြွတ်ငါဖြတ်ရုံပဲရှိတော့တာပဲမင်းကလည်းမဝင်စရာလားကွာကဲထိတ်ကောက်တယ်ကွာတစ်ချက်ပဲကန်လိုက်မယ်ရော့မျက်စိမိတ်ပြီးတော့ထိတ်ကောက်မင်းနည်းနည်းများသွားပြီဟာဘောလုံးကြီးကမင်းတိမ်မော်တော်ရောက်သွားပြီထိတ်ကောက်ဟာထိတ်ကောက်ကောင်းငယ်ရဆိုင်းမုတ်ကြီးသွားကန်ပြီဟာ like and share တဲ့ဆိုင်းမုတ်ကလည်းကဲငါကောင်းနေပွဲပြီးပြီနားမယ်ကဲတော့ view ကြည့်တဲ့ကောင်လည်း subscribe လုပ်မယ်ငါတို့လည်းနားမယ်ဒါပဲအဲ့တော့ကစားပွဲရဲ့နိုင်ရတဲ့သူကတော့ကျွန်တော်တို့ရဲ့ထိတ်ကြီးတို့ဖွဲ့ဖြစ်ပါတယ်ခင်ဗျာ